မြန်မာပြည်သူတွေနဲ့ကိုပုံမှာပါတဲ့ IME ရဲ့နာမည်ကိုသူတို့ website ထဲသွားစစ်တဲ့ခါမှာဆိုရင်ကိုက SIM card တွေတုံးထားပေမဲ့ကျောက်ချက်ချီကတ်တွေပြပြီးတော့ unpaid ပြနေရမျိုးတွေရှိတယ်ပေါ့နော်ဒီလိုမျိုးရှိလာပြီဆိုရင်တော့ဘယ်လိုဖြေရှင်းရမလဲဆိုတာကျွန်တော်ဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်ဒီလိုပြဿနာဖြစ်တဲ့သူအများစုကတော့ကျောက် SIM card နဲ့ကအသုံးပြုတဲ့သူတွေပေါ့နော်တချို့ကတော့ကျောက် SIM card နဲ့ကထိုးလို့ရပေမဲ့တကက်ကိုပဲအသုံးပြုကြတယ်တချို့ကတော့နှစ်ကက်လုံးအသုံးပြုကြတယ်ပေါ့နော်ဒါမျိုးနှစ်ပေါက်လုံးအသုံးပြုတဲ့သူဆိုရင်တော့ဒီပြဿနာဖြစ်ခဲ့တယ်ပေါ့နော်ခုဖြစ်များတဲ့သူတွေကကျောက် SIM card နဲ့ကထိုးလို့ရတဲ့ဖုန်းကိုသုံးထားပေမဲ့ SIM card တကက်ပဲသုံးတယ်တကက်ကလည်းကျွန်တော်ဒီ SIM 1အပေါက်ကိုထိုးထားတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့စစ်လိုက်တဲ့ခါမှာဆို IME MN12 ဆိုပြီးပေါ်လာတယ်အဲ့တော့ IME ရဲ့ number 1ကိုတွားပြီးစစ်တဲ့ခါမှာဆိုရင်တော့မှန်ချစ်ပြပြီးတော့ဘာမှပြဿနာမရှိဘူးအဲ့တော့ SIM card ထည့်မှတ်ထားတဲ့ IME 2ကိုတွားပြီးစစ်တဲ့ခါမှာဆိုရင်တော့ကျွန်တော်ချက်ချီကတ်တွေပြရမျိုးရှိတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ IME 1ထဲမှာတွားပြီးတော့ SIM card တကက်ကိုထိုးပြီးစစ်တဲ့ခါမှာဆိုရင်တော့ဘာမှပြဿနာမရှိဘူးဆိုရင်SIM card ကိုပဲပေါ့နော်မိတ်ဆွေတို့အခြား SIM card မရှိဘူးဆိုရင်SIM card ကိုပဲကျွန်တော်ချက်ချီကတ်ပြထားတဲ့ SIM card အပေါက်ထဲကိုတွားပြီးတော့ထိုးလိုက်ပေါ့နော်ထိုးပြီးတော့နောက်တစ်ခါပြန်စစ်လို့မိတ်ဆွေတို့ unpaid ပြနေသေးရဆိုရင်တော့မိတ်ဆွေတို့ iPhone ကနေပြီးတော့SIM 2ထဲမှာထည့်ထားပြီးတော့မိတ်ဆွေ internet တွေတုံးတာတို့ဖုန်းပြောတာတို့ဖုန်းခေါ်တာတို့ဒါမျိုးတွေလုပ်လိုက်ပေါ့နော်ဒါမျိုးလုပ်ထားမယ်ဆိုရင်တော့မိတ်ဆွေတို့အဆင်ပြေသွားပါလိမ့်မယ်မိတ်ဆွေတို့ဖုန်းထဲကိုညီမပြီး SIM card ဒါ31ရက်နေ့မတိုင်ခင်ဒီထည့်ပြီးတော့အသုံးပြုနေမယ်ဆိုရင် unpaid ပြနေတယ်ဘာမှပြဿနာမရှိဘူးပေါ့နော်သူတို့ထဲမှာဆိုရင်ကျွန်တော် waiting list အနေနဲ့ auto ဝင်သွားမှာဖြစ်တဲ့အတွက် iPhone တွေကခွန်ဆောင်စရာမလိုဘူးပေါ့နော်အဓိကသတိထားရမှာမိတ်ဆွေတို့ April လ1ရက်နေ့ကစပြီးတော့နိုင်ငံခြားဖုန်းတွေဝယ်တာဖြစ်ဖြစ်ပေါ့နော်ဖုန်းအသစ်တွေဝယ်တာဖြစ်ဖြစ်ပေါ့နော်မိတ်ဆွေတို့လုံးဝကို IME ရဲ့နာမည်ကိုစစ်ဖို့လွယ်လာပြီပေါ့နော်နိုင်ငံခြားကနေပြန်လာတဲ့သူဖုန်းဝယ်ပြီးပြန်လာတဲ့သူဆိုရင်တော့မဖြစ်မနစ်ကိုစစ်ရတော့မှာပေါ့နော်အဲ့တော့မိတ်ဆွေတို့ကမစစ်ဘူးဆိုရင်တော့ April လကုန်ထိမိတ်ဆွေတို့တစ်လ3ငွေပေးထားမယ်အဲ့တစ်လကျော်သွားပြီဆိုရင်တော့IME ရဲ့နာမည်ကိုသူက blacklist တင်ပြမှာပေါ့နော်ဒါဆိုရင်မိတ်ဆွေတို့ဖုန်းအသုံးပြုလို့ရမှာမဟုတ်တော့ပါဘူး Wi-Fi only ပဲသုံးလို့ရတော့မှာပေါ့နော်ကိုကပြန်ပြီးတော့သုံးချင်တယ်ဆိုရင်တော့သူတို့ website ထဲမှာကိုယ့် IME နာမည်ကိုရိုက်ထည့်ပြီးတော့အခွန်ဆောင်လို့ရပါတယ်အခွန်ဆောင်ဖို့ဆိုရင်တော့မိတ်ဆွေတို့ KB တွေ KBZ ပေးတွေ AYN ပေးတွေဒါမျိုးတွေနဲ့ခွန်ဆောင်လို့ရတယ်ပေါ့နော်ဒါကိုလည်းမိတ်ဆွေတို့ website ထဲမှာကိုယ့်ရဲ့ IME နာမည်ကိုရိုက်ပြီးတော့လွယ်တကူရှောင်းလို့ရပါတယ်ဒါကြောင့်မို့မိတ်ဆွေတို့ဖုန်းက unpaid ပေါ်နေပြီဆိုရင်တော့ဘာမှပြဿနာမရှိပါဘူးအဲ့တိုင်းပဲဖုန်းထဲမှာထည့်ပြီးတော့သုံးနေပေါ့နော်ဖုန်းခေါ်ထားတဲ့ internet သုံးတာတွေပေါ့နော်ဒါမျိုးတွေသုံးထားမယ်ဆိုရင်မိတ်ဆွေတို့ SIM card operator တည်သွားပြီးတော့ DIM ရဲ့နာမည်ကဘာ SIM card သုံးပါတယ်ဘာကြီးသုံးပါတယ်ဒါမျိုးအချက်လက်တွေသူတို့ကရသွားမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့ unpaid ပျောက်သွားလိမ့်မယ်ပေါ့နော်ဒါပေမဲ့တချို့တွေကြပေါ့နော် IME နာမည်တွေကတချို့ဖုန်းတွေကြကလုံးနေဖြစ်တဲ့အတွက်မိတ်ဆွေတို့ IME ရဲ့နာမည်ကိုတွားပြီးရိုက်တဲ့ခါမှာဆိုရင်ကျုပ် unpaid ပြတာမဟုတ်ဘဲနဲ့အပေါ်က IME ရဲ့နာမည်မှာပဲချက်ချီကတ်တွေပြနေရမျိုးရှိတယ်ပေါ့နော်ဒါမျိုးဖုန်းတွေဆိုရင်တော့ကျုပ်အဆင်ပြေမှာမဟုတ်ပါဘူးโอเคအဲ့တော့ဒီနေ့ပြောဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ